အားလုံးပဲမင်္ဂလာပါရှင် KK Real Estate က KK မဲဖြစ်ပါတယ်ရှင်လူကြီးမင်းတို့ကို KK Real Estate ကနေအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပိုကောင်းပြီးတော့ရှားပါတဲ့ hot sales တွေကိုရွေးချယ်ရောင်းချပေးနေတဲ့ property deal of the week အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ပတ်မှာလည်း KK တို့ကပိုကောင်းပိုတန်ပြီးတော့ပိုရှားပါတဲ့ hot sales တွေကိုရွေးချယ်ပေးထားတာမလို့ဒီအစီအစဉ်လေးကိုအဆုံးထိကြည့်ပေးကြဖို့မမေ့ပါနဲ့နော်ကျိုင်းအခုပထမဆုံးရောင်းချပေးစင်တာကတော့မြေဝယ်စင်တဲ့လူကြီးမင်းတို့အတွက်ပဲဖြစ်ပါတယ်ရှင်။ကျိုင်းတို့မြောက်တကုံနဲ့အရှိတကုံမျိုးနယ်ရဲ့အဆက်အနော်ထားလမ်းမကြီးပေါ်မှာတည်ရှိပြီးတော့လမ်းမကြီးပေါင်းများစွာနဲ့တဲပေါက်မှာရှိတဲ့မြေကွက်ပဲဖြစ်ပါတယ်ရှင်။မြေကွက်လေးကတော့9ဧကကျယ်ဝန်းပြီးတော့ကျိုင်းတို့အတိအကျပြောရမယ်ဆိုရင်တော့ 4.364 ဧကကျယ်ဝန်းနဲ့မြေကွက်ပဲဖြစ်ပါတယ်ရှင်။လက်ရှိလည်ပတ်နေတဲ့ရွှေရင်သာရုပ်ရှင်ရုံအပါအဝင်9ဧကနီးပါးကျယ်ဝန်းတဲ့မြေကွက်ကိုရောင်းချပေးမဲ့ရောင်းစည်းလေးရတော့1 square feet ကို10သိန်းကျပ်နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ရှင်။အခုမှအရန်ကိုအယောင်းဝယ်သွတ်ပြီးတော့အချိန်နဲ့အမျှတက်မိုးတက်နေတဲ့မြေကွက်လေးကိုလက်လွတ်မခံဖို့ပြန်ရတော့တိုက်တွန်းပေးပါရစေရှင်။နောက်ထပ်ရွေးချယ်ပေးထားတာတော့ဒဂုံစိတ်ကမ်းမှာရောင်းချပေးတော့မယ်မြေကွက်လေးပဲဖြစ်ပါတယ်ရှင်။ဈေးတနံနဲ့ဝယ်ယူနိုင်မဲ့မြေကွက်ကိုရှာနေရဆိုရင်တော့အခုပြန်ရောင်းချပေးတော့မယ်မြေကွက်ကလူကြီးမင်းတို့အတွက်ပဲဖြစ်ပါတယ်ရှင်။ကျိုင်တို့မြေကွက်လေးရတော့ဒဂုံစိတ်ကမ်းမြို့နယ်60 A ရပ်ကွက်မှာတည်ရှိပြီးတော့ရန်နာလမ်းမကြီးကျောက်ကဂင်းရစာရွက်ထဲမှာနေ42ပေ60ပါရှိတဲ့တောင်းကွက်မြေကွက်လေးပဲဖြစ်ပါတယ်ရှင်ပြီးတော့ဒီမြေကွက်လေးရဲ့ပေါင်းခြင်းရကိုကနက်ဖြစ်တာမလို့လူကြီးမင်းတို့အကြိုက်ကံကောင်းခြင်းတိုးတက်ခြင်းအစရှိရဲ့နမိတ်ကောင်းဆောင်တဲ့မြေကွက်လေးပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီမြေကွက်လေးရဲ့ရောင်းစည်းကိုသိချင်နေကြပြီလား34,500ကိုညှိနှိုင်းရောင်းချပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကဲနောက်ဆုံးအနေနဲ့ကိုရိုင်းလဲနေခြင်းနဲ့စီးပွားရေးလေးလုပ်ချင်ပါတယ်ဆိုတဲ့လူကြီးမင်းတို့အတွက်ကြိုင်တို့ကတောင်းကလာမှာရှိတဲ့36,000နဲ့ပိုင်ဆိုင်ရမယ်လေးတက်လုံးချင်းတိုက်ကလေးကိုရောင်းချပေးချင်ပါတယ်ရှင်လိပ်စာလေးကတော့တောင်းကလာပါမြို့နယ်ရဲ့စီးပွားရေးလုပ်လို့ကောင်းတဲ့ရာဇသင်းရ9လမ်းမှာတည်ရှိပြီးတော့လေးတက်တိုက်ကအကျယ်ကတော့20-60ကျယ်ဝန်းပါတယ်ရှင်သူ့အနောက်ဘက်မှာကျန်တို့ကမြေဘိုး10ပေပါရှိပြီးတော့မြေဘိုးကိုလည်းကျန်တို့ချက်စီရုပ်ခတ်ပြီးတာလုံးလေးပဲဖြစ်ပါတယ်ရှင်အိမ်ရှိမှာကားနှစ်စီးရလို့ရတဲ့အထိကျယ်ဝန်းပြီးတော့ပိုင်ဆိုင်မှုကတော့ပိုင်ဆိုင်မှုခိုင်ပါတယ်ဂရမ်းမြေမြေပေါက်ပဲဖြစ်ပါတယ်ရှင်အခုချိန်ဝယ်မယ်ဆိုရင်တော့ဒီလေးတက်တိုက်ကလေးကို36,000နဲ့ညှိနှိုင်းဝယ်ယူပြီးတော့ပိုင်ဆိုင်ရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်ကဲပြန်အခုပြောပြပေးသွားတဲ့မြေကွက်ပဲဖြစ်ဖြစ်လုံးကြီးမဲ့ဖြစ်ဖြစ်လူကြီးမင်းတို့စိတ်ဝင်စားတာလေးရှိနေပြီဆိုရင်တော့အသေးစိတ်အချက်လက်ကိုခိုင်တို့ရဲ့ KK Real Estate Page ချက်ပေါက်မှာဖြစ်စေခိုင်ဖုန်းနံပါတ်0943084080မှာဖြစ်စေအသေးစိတ်ဆက်သွယ်မင်းမြန်ညှိနှိုင်းဝယ်ယူနိုင်ပါပြီရှင်ဒါဆိုရင်တော့ခိုင်တို့နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြမယ်နော်